ဒါအကြီးကခောက်လိုက်တယ်နှမျောစရာကြီးဒါဘယ်အားကြီးလဲချိုးနေတယ်အလဲဥတိုင်းလားဟာလားဒီရလားဟုတ်ပါလေဒီကဘယ်ရထွက်ဒီကခောက်တယ်ဟာလားဟုတ်ပါဒီနှမျောစရာကြီးကြံတော်မရောက်သေးဘူးကြံဆောက်ပြီးမန်းတက်လေးဆောက်ပေးလိုက်ပြီးတာဘယ်မှာဘယ်ရင်နဲ့တပတ်ဘူးတော့ဒါအောင်ဒီအသားကြီးမဟုတ်လားအုံဘူးဟာအုံကောကြော်စားလို့ရတယ်မလေးခောက်လိုက်ဟာတော်ချိုးလာကြီးမြင့်လို့ပဲဒါဟာဒိုမာကခောက်ပြီးလဲဆိုရင်နှစ်ခေါမမေးရအောင်ခောက်ပလိုက်တယ်ကျဲအောင်ရေးတောင်းတက်လို့ကျမတို့အသိမပေးဘဲနဲ့ကွယ်အောင်မင်းခောက်လိုက်နှမျောလာပြီဒါပါအုံမွေးမဟုတ်လားမှားနေလို့လားဟိုပင်ကအုံမွေးပဲလားခေါင်းရင်းဟာအခုကအုံမွေးမဟုတ်ဘူးဂျင်းထိခဲ့ရလားအုံမွေးဆိုပြီးဆိုင်လာအုံကြီးတယ်ဖြစ်လို့ခောက်ပလိုက်တယ်အိုးကြံမခောက်ရင်တို့ဟိုတင်းလောက်လိုက်ရတခါမစားဘူးကောင်းတာပဲ